အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်ထိကြည့်ရှုပေးတဲ့အတွက်ရောက်ချင်းစီတိုင်းပေါ်ကျေးဇူးအများကြီးတင်ပါတယ်နော်ဒီနေ့မှာတော့လိန်စစ်ဆန်ပြီးရင်ဒါမျိုးစစ်လုပ်ပါနောက်တစ်ချိန်ပြန်ခံချင်လာမှာဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အမျိုးသားတွေအနေနဲ့ကုပတနာမေယုမနဲ့အတူလိန်စစ်ဆန်နေပြီးတဲ့အခါမှာဒီလိုမျိုးလုပ်ပြီးမယ်ဆိုလို့ရှိရင်တော့နောက်တစ်ချိန်ပြန်ခံချင်လာမှာသိချမှာပဲဖြစ်ပါတယ်အတွေ့တော်တော်များများဟာကိစ္စပြီးတာနဲ့ဟိုဖက်လက်ပြီးမှအိပ်ရတာများပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ဒီလိုမလုပ်တော့ဖို့အတွက်အကြံပေးချင်ပါတယ်နော်လင်းစစ်ဆန်ပြီးချင်းအချိန်လေးဟာတယောက်နဲ့တယောက်အချစ်တွေပြီးဖို့စာနောက်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်ဒီနေ့မှာတော့လင်းစစ်ဆန်ပြီးတာနဲ့ romantic sun လုပ်ရမယ့်အရာလေးတွေပြောပြချင်ပါတယ်နံပါတ်1ချက်မှာတော့အစာစားပါပေါ့နော်လင်းစစ်ဆန်ပြီးတဲ့အခါမှာရှင်လက်ပိုက်ဆန်လာနေမှာလင်ကိစ္စဟာကိုလက်လှုပ်ရှားလေးချင်းခံလိုမျိုးပေါ့နော်လှုပ်ပြီးတာနဲ့အားကုန်ပြီးတော့ပိုက်ဆန်နေတတ်ပါတယ်အဲ့ဒါကြောင့်မို့လို့အားရှိမဲ့အစာအစာတွေအရသာရှိတဲ့အစာအစာတွေကိုစားပြီးပါအဲ့ရထဲမှာကိုနဲ့ကိုပါတနာအတူတူစားကြဖို့တော့လိုပါတယ်နော်နံပါတ်2ချက်မှာတော့စကားပြောပါလင်းစစ်ဆန်ပြီးကိစ္စပြီးတဲ့အချိန်မှာစကားပြောခြင်းဟာနှစ်ဦးစလုံးကိုပိုပျော်ရွှင်စေပါတယ်အဲ့ဒီအချိန်မှာစိတ်ကြည်နက်နေတဲ့အတွက်ကြောင့်မို့လို့အရေးကြီးကိစ္စတွေကိုဆွေးနွေးလို့ကောင်းပါတယ်အရင်ကြီးတော့ serious မဖြစ်စေနဲ့ပေါ့နော်ပေါ့ပေါ့ပပလေးပဲစကားပြောပြီးပါတယောက်နဲ့တယောက်ပွေဖက်ပြီးတော့စကားပြောဆိုထားတာကနှစ်ယောက်စလုံးအတွက်ပို့ပြီးတော့စိတ်ကြည်နက်မှုရရှိမှာဖြစ်ပါတယ်နံပါတ်3ချက်မှာတော့အတူတူအမတ်တရပုံလေးတွေကိုရိုက်ပါပျော်ရွှင်ကြည်နက်မှုရပြီးနောက်မှာအမတ်တရပုံလေးတွေကိုရိုက်တာကကောင်းပါတယ်နှစ်ယောက်စလုံးအတွက်ပေါ့နော်ပျော်ရွှင်မှုပိုရရှိသွားမှာဖြစ်ပါတယ်လင်းစိတ်ကြည်နက်မှုပြုတ်ရလို့ပျော်ရွှင်နေတဲ့အတွက်ကြောင့်မို့လို့မိတ်ကလည်းလင်းစရာမလိုဘူးပေါ့နော်နံပါတ်4ချက်မှာတော့လင်းကိစ္စပြီးမှပွတ်တက်ပေးပါကိစ္စပြီးတာနဲ့တန်းမအိတ်လိုက်ပါနဲ့ခဏလောက်ပွတ်တီးပွတ်တက်နေတာဟာအရင် romantic ဆန်လွန်းပါတယ် TV ကြည့်နေရင်ပဲဖြစ်ဖြစ်ပေါ့နော်စကားပြောရင်ပဲဖြစ်ဖြစ်မထီတထီလေးပွတ်တီးပွတ်တက်နေပြီးတော့ပျော်စရာကောင်းပါတယ်ကိစ္စပြီးချင်းဖက်ပြီးတော့ပွတ်တက်ပြီးချင်းကနောက်တစ်ချီလုံနိုင်ဖို့အတွက်နိုးဆော့ပေးနေတာလည်းဟုတ်ပါတယ်နော်နံပါတ်5ချက်မှာတော့ရေးစရာလေးတွေကိုပြောပြီးပါလင်ကိစ္စပြီးတာနဲ့တယောက်နဲ့တယောက်ရေးစရာစကားလေးတွေကိုပြောပါဟာတာလေးတွေလုပ်ပါအတူတူနေချိန်မှာဟာတာလေးတွေပြောရင်ဖက်လိုက်တာနမ်းလိုက်တာပွတ်တက်လိုက်တာလုပ်ပါဘာဖြစ်လို့လဲဆိုတော့လင်းစစ်ဆန်ပြီးတော့တဲ့အခါမှာအရန်စိတ်ပေါ့ပေါ့ပပလေးရှိနေပြီးတော့ပြောစရာကောင်းဆုံးအချိန်လေးတစ်ခုဖြစ်တာပါဘဝမှာအလုပ်ပဲလုပ်တာစိတ်ညစ်တာနဲ့အချိန်ကုန်တာများပါတယ်ဒါပေမဲ့လိန်စစ်ဆန်လိန်ကိစ္စပြီးတဲ့အခါမှာလိန်စစ်ဆန်နေတာဟာဘလောက်ကောင်းကြောင်းရစရာလေးတွေကိုဖန်တီးပြီးတော့တယောက်နဲ့တယောက်စားနောက်ကြပါနော်နံပါတ်6မှာတော့အနာဂတ်ကိုဆွေးနွေးပါလိန်စစ်ဆန်ပြီးတော့တာနဲ့လင်မယားနှစ်ယောက်အနာဂတ်တွေကိုဆွေးနွေးပြောဆိုလိုက်ပါမနေ့ဖြန်ပါလို့မလဲပေါ့နော်အစီအစဉ်တွေဆွဲပါအနာဂတ်မှာလုပ်ရမယ့်အရာလေးတွေကိုဆွေးနွေးတာကလည်းစိတ်ငြိမ်ပျော်ရွှင်နေချိန်ကောင်းတဲ့အတွက်ကြောင့်မို့လို့ပါနံပါတ်9မှာတော့အနမ်းပေးကြိုက်ပေးပါအထူးသဖြင့်ပေါ့နော်မိန်းကလေးတွေအနေနဲ့ခုယောက်ျားရဲ့ငွေလေးကိုကြိုက်ပေးပါပွတ်တက်ပေးပါနောက်တစ်ချီလုံနိုင်ဖို့အတွက်နိုးဆော့ပေးတာဖြစ်ပါတယ်အမျိုးသားတွေအနေနဲ့လည်းပေါ့နော်ကိုမင်းမရဲ့နှုတ်လေးတွေကိုကြိုက်ပြီးတော့မှုတ်ပေးပါဒီလိုလုပ်ပေးခြင်းကနေနောက်တစ်ချီလို့ဖို့အတွက်အခွင့်အရေးရလာနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့လိန်စစ်ဆန်ပေးတာနဲ့တခါတည်းတန်းမအေးလိုက်ပါနဲ့ဒီလိုမျိုးလုပ်ပေးနိုင်ရင်တော့နောက်တစ်ချီပြန်လုပ်နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့နောက်တစ်ချီမလုပ်ချင်တော့ဘူးဆိုရင်တော့ဒီလိုလုပ်ဆရာမလိုဘူးပေါ့နော်အထူးသဖြင့်ယောက်ျားတွေကတခါပြီးသွားရင်ပြန်လုပ်ဖို့တော့မလွယ်ဘူးအမျိုးသားတွေရဲ့ညီလေးပြန်ထောင်မှလာဖို့ကတော့မလွယ်ပါဘူးဒါပေမဲ့မိန်းကလေးတွေကဘာနတ်ပြီးတော့ပြန်ထောင်မှလာဖို့အတွက်အစွမ်းကုန်စူးစမ်းပေးမယ်ဆိုလို့ရှိရင်တော့ဘွားအောင်ပြန်ခံလို့ရနိုင်မှာပါဒါကြောင့်မလို့ဒီနေ့ပြောပြသွားတဲ့အရာတွေကလိုက်လို့ကြည့်ပေးပါနော်တကယ်လို့ဖြစ်လားမလို့ဖြစ်ဘူးလားကိုယ်တိုင်စမ်းကြည့်လို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်